ဒီတော့ကိုနတ်တွေကသိတဲ့ဘောကြတယ်လို့ပြောတယ်နော်နတ်တွေကသိတဲ့ဘောကြတယ်ယဟန်တော်ကတီးဟိုမှာဒီတော့ကိုရွတ်ဖတ်တယ်ဆိုတော့အဲ့ဒီဖះစီကကြားနာခဲ့ရတဲ့နတ်ကလာပြီးတော့တာရုခေါ်တယ်ကျေးဇူးတင်တယ်ဖះဟောတော့ကသူနာလဲရတယ်တဲ့ဆိုတော့အဲ့ဒီကိုတော့လည်းစူးစမ်းတာပေါ့နတ်နဲ့သူကတွေ့ရတော့မေးတာပေါ့အခုကိစ္စဆိုရင်တော့ဘေးရင်းနေပါရင်များမေးနေမလားတော့မသိဘူးအဲ့ဒီကိုတော့ကတော့ဗာမေးတော့ဆိုမြတ်စွာဘုရားတရားကိုသင်ကိုယ်တိုင်နာခဲ့ရတာလားဆိုနာခဲ့ရတယ်အခုအရှင်ဘုရားရွတ်ထာနဲ့ဘုရားဟောတာနဲ့တစ်ထပ်သေးပါပဲတဲ့သူပြောဒါဖြင့်ဘယ်နာနာတာတော့တဲ့ပထမဆုံးကတော့ဇေရဝံကျောင်းထဲကနာတာပဲတဲ့နောက်တကူကြီးတဲ့နတ်တွေကလာတဲ့အခါကျနောက်ဆုံးပေးနေရတာဘုရားနဲ့အဝေးကြီးဖြစ်သွားတယ်တဲ့အဝေးကြီးရောက်သွားတယ်တဲ့နေရာမရလို့နောက်ဆုံးကအခုလူတွေတော်သေးတယ်နော်လူချင်းတိတ်တော့နောက်ဆုံးမပေးရအဲနတ်တွေကြတော့မရဘူးတဲ့တကူကြီးတဲ့နတ်လာလို့ရှိရင်နေတော့မရအောင်နောက်ဆုံးရတယ်ခေါင်းကြည့်လေအင်္ဂုရနတ်သားတို့အိန္ဒကနတ်သားတို့အဘိဓမ္မာတရားဟောတဲ့ချိန်ဆိုအိန္ဒကနတ်သားကလက်ရဘက်ဖရာရဲ့အနီးလက်ရဘက်မှာထိုင်နေတာဘလောက်တကူကြီးတဲ့နတ်တွေပြမာတွေလာသူကလည်းဘုံတကူကြီးတော့ဖယ်မပေးဘူးအင်္ဂုရနတ်သားကတော့နောက်ဆုံးသွားလိုက်ရတာဖရာနဲ့12ယူဇလာလောက်ဝေးသွားတယ်ပြောအဲ့တော့ခုနနတ်ကလည်းပဲသူကဘုံနေတော့နောက်ဆုံးပေးလိုက်ရတာအဝေးကြီးအဲ့တော့ထူးဆန်းတာလေးတခုကတော့ဟိုကိုတော်ကမေးတဲ့အဲ့ဒါဆိုလို့ရှိရင်ねဖះဟောတဲ့တရားကောင်းကောင်းကြားရလားတဲ့ခုခေတ်လို့မိုက်တွေပါတာမဟုတ်ဘူးဟိုဝေးကြီးကနားရတယ်ဆိုတော့ကြားရလားဆိုတော့အမလေးတပည့်တော်နာထိုင်ဟောနေသလိုကိုကြားရတယ်ဖះရဲ့တရားသာနာလာထိုင်ဟောနေသလိုကြားရတာဒါပေမဲ့ဖះလည်းကောင်းကောင်းမြင်ရမှာမဟုတ်ဘူးပေါ့မုံဝါနေမှာဘယ်ဟုတ်မလဲတဲ့တပည့်တော်ကိုကြည်ဟောနေတယ်လို့ထင်လို့လူကိုမကြည်ရဲဘူးတဲ့ဖះကိုရှက်လို့တဲ့ဖះကသူ့ကိုပဲကြည်ဟောနေတယ်လို့ခံစားရတယ်တဲ့နတ်ကအဲ့ဒါလို့ပြောပါနော်အဲ့ဒါလို့ထက်ကရာမှာမှတ်တမ်းတင်ထားတော့ဒီတုတ်ဟာနတ်တွေကအလွန်ချစ်မြတ်လို့တဲ့တုတ်တဲ့နတ်ချစ်တဲ့တုတ်ဆိုတာဒီမဟာသမယတုတ်ကိုလည်းနတ်ချစ်တဲ့တုတ်လို့ပြောတယ်အခုမဟာဓမ္မသမารဏတုတ်ကိုလည်းနတ်ချစ်တဲ့တုတ်လို့ပြောတယ်နော်မှတ်တမ်းရှိတာကိုပြောပြအေးကောင်းပြီလက်စော်ဘုရားသခင်ကိုရောမြတ်ကယဟန်တွေကိုစတင်မေးခဲ့တာလေးကိုကြည့်လူတွေဟာကောင်းတာတွေကိုမျှော်လင့်ရတဲ့အကောင်းတွေမရဘဲနဲ့အဆိုးတွေရတာဘာကြောင့်လဲဆိုအခုလို့နံပါတ်1ကအသိဉာဏ်မရှိကြလို့တဲ့အသိဉာဏ်မရှိသည့်အတွက်ကြောင့်ကျင့်သုံးမှုအမျိုးမျိုးလက်ခံကျင့်သုံးကြတယ်ပေါ့အဲ့ဒါလို့ကျင့်သုံးမှုမျိုးမျိုးလက်ခံကျင့်သုံးကြသည့်အတွက်ကြောင့်ကိုမျှော်လင့်ချက်အတိုင်းမဖြစ်တာတဲ့အဲ့တော့အသိဉာဏ်ရှိအောင်လုပ်ကြရမယ်လို့ဒီလိုဆိုလိုတာအေးလှုပ်တဲ့မလှုပ်တဲ့ဒါကိုသိရှိပြီးတဲ့အခါမှာဓမ္မသမာဒါန၄မျိုးထဲမှာအကောင်းဆုံးဖြစ်တဲ့စတုထဓမ္မသမာဒါနအဲ့ဒါလောက်မကောင်းမိမဲ့ကောင်းတဲ့တတ္တိယဓမ္မသမာဒါနမျိုးတို့တွေဟာကျင့်သုံးလိုက်နာကြရမှာဖြစ်တယ်လို့ကိုစီကိုငါသဘောကျပြီးအသိဉာဏ်တိုးပွားအောင်ကြိုးစားအားထုတ်ခြင်းဖြင့်မိမိတို့ဘဝကောင်းတဲ့ကောင်းအောင်မိမိတို့ရဲ့ဆန္ဒပြည့်ဝအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း